ရှေးဦးစွာဖျားသခင်ဂုဏ်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီကနေ့မနက်မှာလည်းကျွန်တော်ကျမတို့ရဲ့ဘဝအသက်တာမှာပြင်ဆင်စရာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုဖတ်ကြားလိုပါတယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အခန်းငယ်73ဖြစ်ပါတယ်ငါတို့သည်သူယူဖြစ်လင်ဖျားသခင်ဖို့ဖြစ်ကြ၏စိတ်ကောင်းသောသူဖြစ်လင်တင်တို့ဖို့ဖြစ်ကြ၏ဖတ်တော်နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းဘဝအသက်တာထဲမှာဘုရားသခင်အသစ်တပံတွင်တင်ဖွင့်ပြကောင်းကြီးရှိပါစေချစ်လစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ယခုလိုခရင်ဆိုးရုပ်တဲ့ခေတ်ကာလကြီးထဲမှာပတ်ဝန်းကျင်အခြေအနေတွေကိုကျွန်တော်တို့တုံးတက်တဲ့အခါမှာသခင်ယေရှုခရစ်တော်ပြန်လည်ကြွလာဖို့အမတန်မှနီးကပ်နေတော့အချိန်ကာလမှာဒီနေ့တင်တဲ့ကျွန်တော်ရဲ့အသက်ရှင်ခြင်းကဘာအတွက်အသက်ရှင်နေတယ်လဲဆိုတော့ပြန်လည်စစ်ဆေးဖို့ဖြစ်တယ်လောကကြီးထဲမှာလူတိုင်းကတခုခုကိုယူယူမူမူနဲ့ဆွဲလန်းပြီးတော့အသက်ရှင်နေတယ်ဆိုတာကိုတွေ့ရပါတယ်။တိုးတော်လည်းဒီနေ့ယုံကြည်သူဘုရားသားသမီးတယောက်စီတိုင်းရဲ့အသက်တာထဲမှာဘာအတွက်သင်ယူနေတယ်လဲဆိုတာကိုပြန်ပြီးတော့စစ်ဆေးစေချင်ပါ။နှုတ်ကပတ်တော်ကတော့ဗာပြောလဲဆိုငါတို့ဒီသူယူဖြစ်လင်ဘုရားသခင်ဖို့ဖြစ်ကြတယ်။ဆိုလိုတာကဘုရားသခင်အတွက်ဒီနေ့ယူယူမူမူနဲ့ဖယားအတွက်ယူနေတော်သူများဖြစ်ဖို့တမန်တော်ရှင်ဘောလူကကျွန်တော်တို့စကားပြောနေတာဖြစ်ပါတယ်ထို့သောကြောင့်ချစ်လစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့လောကကြီးထဲမှာအသက်ရှင်တဲ့အခါမှာလူတွေကတခုခုကိုယူယူမူမူဖြစ်နေတယ်ဆိုတာကျွန်တော်တို့တွေ့ရပါဥပမာဥစ္စာရှိတဲ့သူကဥစ္စာယူတယ်အာဏာရှိတဲ့သူကအာဏာယူတယ်ယာတုရှိတဲ့သူကယာတုယူတယ်ပညာရှိတဲ့သူကလည်းပညာယူတယ်ဘာမှမရှိတဲ့သူကလည်းမရှိမာနဆိုတာကရှိသေးပါတယ်ဒါကြောင့်မလို့ဒီနေ့လောကကြီးထဲမှာကျွန်တော်တို့ဘာအတွက်ယူယူမူမူနဲ့အသက်ရှင်နေတယ်လဲဖယားအတွက်ယူယူမူမူနဲ့အသက်ရှင်တော်သူများဖယားယူတော်သူများဖြစ်ဖို့ဒီနေ့ခွန်အားပေးပါရစေအယူတကအယူထဲမှာဖယားအတွက်ယူနေတဲ့သူကမင်္ဂလာရှိပါတယ်ဒီနေ့နှုတ်ကပတ်ဒေသနာဆင်ခြင်နှလုံးသွင်းသူတယောက်စီတိုင်းဘဝရဲ့အသက်တာထဲမှာဖယားနဲ့ပတ်သက်လာရင်ယူယူမူမူဖြစ်ဖို့ဝိညာဉ်မီးလောင်ကျွမ်းပြီးတော့ဖယားအတွက်အသက်ရှင်တဲ့ဘုရားသားသမီးတွေဖြစ်ဖို့ဒီနေ့မနေ့ခွန်အားပေးပါရစေနှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုလည်းပြန်ပြီးကျွန်တော်တို့ဆင်ခြင်တဲ့အခါမှာရှင်မာကုခရစ်ဝင်အခန်းကြီး3အခန်းငယ်27မှာလည်းဗာတွေ့ရတယ်ဆိုတော့ကိုတော်ဤအဆွေအမျိုးတို့သည်ကြားလျင်သူသည်အယူဖြစ်၏ဟုဆို၍ကိုတော်ကိုဖန်ဆီးခြင်းကထွက်သွားကြ၏သခင်ယေရှုခရစ်တော်ဖခင်ကိုတော်တိုင်တော်မှသူ့ရဲ့ဆွေမျိုးတွေကသူ့ကိုဗာပြောလဲဆိုတော့အယူဖြစ်တယ်လို့ပြောတယ်သခင်ယေရှုဒီလောကကိုကြွလာတဲ့အခါမှာလူတွေအပြစ်ကနေလွတ်ဖို့လူတွေကယ်တင်ခြင်းရဖို့လူတွေရဲ့ဘဝအတ္တအဓိပ္ပာယ်ရှိနဲ့ပြောင်းလဲလာဖို့သခင်ရဲ့ဆက်ကပ်ခြင်းအစီခံခြင်းကိုအဆွေအမျိုးတွေကတွေ့တဲ့အခါမှာအယူလို့ပြောတယ်သခင်ကလူတွေရဲ့ဝေဖန်ခြင်းကိုခံနိုင်တယ်ထို့ကြောင့်ဒီခေတ်ဒီချိန်ဒီအခါမှာဖယားအတွက်ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ပါဝင်ဆက်ကပ်အစီခံတဲ့အခါမှာဝေဖန်တဲ့သူတွေရှိနိုင်ပါတယ်ဒီနေ့ဘုရားသခင်တင့်ကိုခွန်အားပေးဖို့ဆုတောင်းပေးပါတယ်ဘလို့အရာတွေဘလို့အခြေအနေတွေကဝေဖန်တိုက်ခိုက်နေပါစေဘုရားအတွက်ပြင်းပြတဲ့စိတ်ဆန္ဒကိုမလျော့သွားဘဲနဲ့ဘုရားအတွက်ယူယူမူမူနဲ့အသက်ရှင်အစေခံပါဝင်ဆက်ကပ်တဲ့သူများဖြစ်ဖို့ဒီကနေ့ခွန်အားပေးပါရစေဘလို့အခြေအနေကမှဘုရားကြီးကိုအကျွင်းမဲ့ပါဝင်ဆက်ကပ်နေတဲ့စိတ်နှလုံးသားတွေရော့လာဖို့ဘုရားသခင်အလိုမရှိပါဘုရားသခင်အတွက်ဘုရားရဲ့နိုင်ငံတော်အတွက်ပျောက်ဆုံးနေတဲ့ဝိညာဉ်အတွက်ဧဝံဂေလိတရားအတွက်ဒီနေ့ကျွန်တော်ကျမတို့ယူယူမူမူနဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေနဲ့အကျွင့်မဲ့ယုံကြည်ခြင်းဖြင့်ဘုရားရဲ့နိုင်ငံတော်ထဲမှာအမှုတော်မြတ်ထဲမှာဆက်လက်ပါဝင်အစေခံဖို့ရန်အတွက်ဒီကနေ့ခွန်အားပေးဝေမျှပါရစေသခင်ယေရှုခရစ်တော်ကြွလာဖို့အမတန်မှအချိန်နှီးနေပါ
ဒီနေ့လောကီသားလောကသားတွေကတင်တဲ့ကျွန်တော်ရဲ့အတ္တတာထဲကနေစီးဆင်းသွားမဲ့ကျေးဇူးတရားကိုသူတို့စောင့်မျှော်နေကြပါအဲ့ဒီအတွက်တင်တဲ့ကျွန်တော်ဒီယူယူမူမူဖြစ်အမှုတော်မြတ်ကြီးထဲမှာပါဝင်ဆက်ကပ်အစီခံဖို့ဒီကနေ့နဲ့ခွန်အားပေးပါစေအယူတကအယူထဲမှာဖျားတွက်ယူတဲ့သူကမင်္ဂလာရှိပါတယ်ထို့အတွက်ကြောင့်ဒီကနေ့မနေ့နှုတ်ကပတ်တော်ဖြစ်တတိပေးခွန်အားပေးပါစေတင်ပါယူနေလေဖျားအတွက်ယူယူမူမူဖြစ်ဖို့ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးပါစေနှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းဘဝအသက်တာထဲမှာဖျားအတွက်ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ယူယူမူမူအသက်ရှင်စေခံဖို့နှုတ်ကပတ်တော်ဖြစ်ခွန်အားပေးပါတယ်။ဉာဏ်ခံယူစင်ကြင်နှလုံးသွင်းသူတယောက်စီတိုင်းဘဝအသက်တာထဲမှာဖျားသခင်အတွက်အသက်ရှင်စေခံတော်သူများဖြစ်ဖို့ခဏလောက်သခင်ထံတိုးဝင်ပြီးဆက်ကပ်အနံ့ကြရအောင်။သားသမီးတယောက်စီတိုင်းကိုချစ်တဲ့ထာဝရအဖမြတ်စွာဘုရားဒီကနေ့နှုတ်ကပတ်တော်အတွက်ကျေးဇူးတင်လောကကြီးထဲမှာလူတိုင်းကတခုခုကိုယူမှုနေကြပါတိုးတော်လည်းဒီနေ့နှုတ်ကပတ်တော်ကဖျားအတွက်ယူတော်သူများဖြစ်ဖို့ဒီနေ့သားသမီးတို့စကားပြောတဲ့အတွက်ကျေးဇူးတင်ပါသခင်အတွက်ယူမှုမှုအသက်ရှင်အစီခံတဲ့သူများဖြစ်ဖို့ဒီကနေ့နှုတ်ကပတ်တော်ဆင်ခြင်နှလုံးသွင်းနားထောင်သူတယောက်စီတိုင်းအပေါ်မှာဘုရားသခင်ကောင်းချီးပေးပါအယောက်စီတိုင်းရဲ့ဘဝအသက်တာထဲမှာဖျားနဲ့ပတ်သက်လာတဲ့အခါယူမှုမှုနဲ့ဆက်ကပ်အစီခံခြင်းဖြစ်မြေကြီးပေါ်မှာဖျားဘုံထင်ရှားပြီးနိုးထမှုကိုသိဆောင်တဲ့အသက်တာဖြစ်ဖို့ကိုရောကောင်းချီးပေးပါအဖြည့်ပေးပါလွတ်မြောက်ခြင်းနဲ့ဝမ်းမြောက်ခြင်းကိုဖြစ်စေတဲ့ဘုရားသခင်နာမဘုန်းကြီးပါစေဆက်ကပ်အနံ့ကြတဲ့အခါသားသမီးတို့ချစ်တဲ့သခင်ရှုဘုရားနာမဖြင့်ယေရှုတော်ချီးမွမ်း၍ဆက်ကပ်အနံ့ဆုတောင်းကြပါ၏ဖခင်အာမင်